ဘာအမြင့်ဆုံးတောင်တန်းတွေပေါ်မှာတိတ်ကိုရှေ့ဝက်လွန်လို့တောင်တန်းတွေရဲ့ဝိညာဉ်လိုတောင်တင်စားခိုပေါ်ကြတဲ့တတ္တဝါတစ်ကောင်ရှိပါတယ်။သူတို့ကိုမြင်တွေ့ရဖို့ဆိုတာမလွယ်ကူးသလိုသူတို့ရဲ့မိသားစုဘဝအကြောင်းကိုသိနိုင်ဖို့ကလည်းပိုပြီးခက်ခဲပါတယ်။အဲ့ဒီအကောင်တွေကတော့တခြားမဟုတ်ပါဘူး။နင်းကြားတစ်လို့ခေါ်တဲ့ snow leopard တွေပါ။ပုံမှန်ဆိုရင်တော့သူတို့ကိုပူပြင်းချောက်တွေ့တဲ့ဒီလိုကန်တာရဆန်တဲ့နေရာတွေမှာမြင်ရခဲ့ပါတယ်။ပင်လယ်ရေမျက်နှာပြင်အထက်မီတာ2000ကျော်အထိမြင့်မားတဲ့နေရာတွေမှာသူတို့ကကျက်စားလေးရှိကြပါတယ်။အခုမြင်နေရတာကတော့တိတ်ကိုရှားပါလာတဲ့မြင်ကွင်းတစ်ခုပါ။တကောင်တည်းမဟုတ်ပဲအမေနဲ့သားသမီးတွေအတူတူလှုပ်ရှားနေကြလာပါ။နင်းကြားသိကလေးတွေကတခြားတော်ရိုင်းတီးရိတ်ဆန်တွေနဲ့မတူတာကသူတို့ရဲ့အမေနဲ့အတူနှစ်ကျော်ကြတဲ့အထိအတူတူနေထိုင်တတ်ကြပါတယ်။ဒီအချိန်အတော်အတွင်းမှာမိခင်ဖြစ်သူစီကနေအမဲလိုက်နီးတွေခက်ခဲတဲ့တဘာဝပတ်ဝန်းကျင်မှာဘလို့ရှင်သန်ရမလဲဆိုတဲ့အတက်ပညာတွေကိုသင်ယူကြတာပါတောင်ခမ်းပါးတွေပေါ်မှာတကောင်နဲ့တကောင်ဆော့ကစားနေကြတာအတူတူရေတောက်နေကြတာတွေကိုကြည့်ရင်သူတို့ရဲ့မိသားစုတန်ရော့စင်ကဘလောက်ခိုင်မဲတယ်လဲဆိုတာခံစားမိမှာပါနင်းကြားတဲ့တွေစီကနေကျွန်တော်တို့သင်ယူစရာတခုရှိပါတယ်အဲ့ဒါကတော့ရှင်သန်ခြင်းဆိုတာသင်ယူမှုပေါ်မှာမူတည်တယ်ဆိုတာပါသူတို့ကအမြင့်ဆုံးအေးဆုံးနဲ့အပူဆုံးဆိုတဲ့အစွန်းရောက်အခြေအနေတွေအောက်မှာအောင်မြင်စွာရှင်းတန်းနိုင်ဖို့နှစ်ပေါင်းများစွာအချိန်ယူပြီးသင်ယူခဲ့ကြပါတယ်ကျွန်တော်တို့လူဘဝမှာလည်းခက်ခဲတဲ့အခြေအနေတွေကိုကြော်ဖြတ်နိုင်ဖို့ဆိုရင်စိတ်ရှည်လက်ရှည်နဲ့သင်ယူလေ့လာဖို့လိုအပ်တယ်ဆိုတာဒီတဘာဝတရားကတတိပေးနေတယ်လို့ဖြစ်ပါတယ်အခုလိုတော်ရိုင်းဒီရိတ်ဆန်တွေရဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုဆက်လက်ကြည့်ရှုခြင်းတော့ like နဲ့ follow နေပြီးအားပေးထားကြပါခင်ဗျာကျွန်တော်ကတော့တင်ဆက်သူစောချင်းပါခင်ဗျာအားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေ